တဲ့ရဲ့အသက်ရှင်ပုံနေထိုင်ပုံကိုစကားပြောဆိုမှုအချင်းဇာတိတများတွေကိုကျွန်တော်တို့ကိုကြည်နေပါတယ်စီဝါရေးလောက်ကန်ပုံတွေကိုစောင့်ကြည့်ပြီးခရစ်တော်ကိုအကေဖြတ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်မလို့မိမိကိုယ်ကိုမိမိစောင့်ထင်ဖို့လိုအပ်တယ်ဖခင်ရဲ့ဘုရားဘုန်းတော်မထင်ရှားတဲ့အရာတွေကျွန်တော်တို့ယုံကြည်သူတွေဟာအသက်ရှင်နေထိုင်ပုံကအရေးကြီးပါတယ်အလင်းသားတယောက်ကဘယ်လိုမျိုးပုံစံမျိုးနေထိုင်ရမလဲကိုယ့်ကြည်ချင်းအပြင်ခရစ်တော်ကိုအကေဖြတ်တဲ့သူတွေတော်တော်များများရှိပါတယ်ကိုယ့်ရဲ့ပုံစံအနေထားဟာဖခင်ရဲ့ဘုန်းတော်ရှောက်ရှားစရာတွေဆင်ခြင်သွားလာဖို့လိုအပ်ပါတယ်ငါတိတ်တဲ့မှာဘာပြောတယ်လဲလို့ပြောတဲ့အခါမှာမဿဲအခန်းကြီးငါအငယ်၁၄မှာကကြီးပိုင်းတင်းတို့ဒီလောကကြီးအလင်းဖြစ်ကြတယ်အလင်းကျွန်တော်တို့ယုံကြည်သူတယောက်အသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်တဲ့လူဟာအလင်းသားဖြစ်ပါတယ်အလင်းသားပုံစံအနေထားနဲ့မတွားလာဘူးဆိုရင်ကျွန်တော်တွေးခေါ်တဲ့အရာတွေကျွန်တော်ကြံစီတဲ့အရာဟာမကောင်းတဲ့အရာအတွေ့အခေါ်နဲ့တွားတဲ့သူတွေဟာအလင်းသားနဲ့မတူပါဘူးကျွန်တော်ပြောဆိုဆက်ဆံတဲ့အခါမှာဆေးဆိုတဲ့အရာတွေမုန်းတီးတဲ့အရာတွေလောက်ခဲ့မယ်ဆိုရင်အဲ့ဒါအလင်းသားနဲ့မတူပါဘူးသူတစ်ပါးကိုမနာလိုတဲ့စိတ်သူတစ်ပါးကိုနစ်နာတဲ့အရာတွေအင်းនេះရှင်းတွေကိုထိခိုက်နစ်နာတဲ့စကားလုံးတွေပြောတဲ့အရာဟာဖခင်အထင်မှာမရှိပါဘူးကျွန်တော်ယုံကြည်သူတိုင်းကဖခင်ရဲ့မေတ္တာကိုပြောရမယ့်အရာသူတစ်ပါးတွေပြောင်းလဲရမယ့်အရာတွေကိုကျွန်တော်ပြောဆိုဆက်ဆံလို့အပ်ပါတယ်တရားရောက်တဲ့အတ္တထင်မှာခရစ်တော်ကိုမြည်သွေးတဲ့သူတွေဖြစ်ကြပါစေဆုတောင်းရရှင်ယေရှုတင်ပါတယ်ဒီကနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်ပြီးဆိုရင်ဖခင်ရဲ့အလင်းဖခင်ရဲ့ဂရုဏာကိုဒါ၍မျှော်လင့်အသက်ရှင်ရှောင်လန်းတဲ့သူတွေဖြစ်ပါစေ။ဟောဒီကနေ့ယုံကြည်သူဖြစ်သားနဲ့ဖခင်ရဲ့ဂတိတော်ကိုခံရတဲ့သူဖြစ်သားနဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့ကြံစီတဲ့အရာတွေမလုပ်မိဖို့ပြောဆိုဆက်ဆံတဲ့အရာတွေဟောမေတ္တာပါတဲ့အတ္တတွေဖြစ်ပေါ်တဲ့ဆုတောင်းပါတယ်ဘုရားခင်။ဟောကိုယ်ကိုကြည်ချင်းအားဖြင့်သူဘာတွေပြောင်းလဲစရာအကြောင်းဖြစ်စေပါ။ကိုယ်ကိုကြည်ချင်းအားဖြင့်မတရားတဲ့လူဟောမကောင်းတဲ့လူဆိုရင်မှပြောတဲ့အရာမဖြစ်မိဖို့ဆုတောင်းပါတယ်ဘုရားခင်။ဟောဒီကနေ့ကျွန်တော်တို့ရဲ့အတ္တထင်မှာအသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တဲ့လူတွေဟာအလင်းကိုပြသတဲ့သူတွေဖြစ်ဖို့ဆုတောင်းပေးပါတယ်ဘုရားခင်။နာမတော်ကိုချီးမွမ်းလျက်သခင်ယေရှုနာမ၌ဆုတောင်းစက္ကန့်အနံ့ပါဘုရားခင်။အာမင်။